အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Roblox Studio မှာအသုံးပြုတဲ့ Programming Language Lua ကိုအပိုင်းနဲ့အနေနဲ့ရှင်းပြမှာဖြစ်ပါတယ် အခုတင်ပြမယ့်သင်ခန်းစာတွေကတော့ Nation Operator, If Statements, Loop, Function တို့ဖြစ်ပါတယ် equal ကတူမတူစစ်တဲ့ operator လို့ခေါ်ပါတယ်တန်ဖိုးနှစ်ခုကိုနှိုင်းယှဉ်ပြီးတူလားမတူလားစစ်တာပါတူရင် true မတူရင် false ဆိုပြီးအောက်ဖွင့်မှာပြပါတယ် value 1ကဘယ်ဒီဘက်တန်ဖိုး value 2ကညာဘက်တန်ဖိုး ဒါကိုလူအောင်ကတူလားမတူလားစစ်ဆေးပါတယ် ဥပမာအနေနဲ့ကျွန်တော်က9နဲ့9ခုတူညီ operator နဲ့နှိုင်းယှဉ်ထားပါရဲ့နော် ပထမဆုံးလူအောက်က5 = 5ကိုဖတ်တယ်ပြီးတာနဲ့ခဏနှစ်ခုကိုတူလားမတူလားနှိုင်းယှဉ်တယ်နှိုင်းယှဉ်တဲ့အခါတူနေရင် output မှာ true လို့ပြတယ်နောက်တစ်ခါကျွန်တော်မတူတဲ့ကဏ္ဍရေးကြည့်တဲ့အခါကျတော့ output မှာ false လို့ပြပါတယ်ခင်ဗျာ အဲ့ဒီလိုပဲစာသားတွေကိုလည်းတူမတူစစ်လို့ရပါတယ်စာသားတွေကိုနှိုင်းယှဉ်တဲ့အခါစာသားတွေကို quotation marks အတွင်းမှာရေးရပါတယ် စာသားတွေတိတိကျကျတူမှအတာလူဝက output မှာ true ပါမှာဖြစ်ပါတယ် အဲ့ဒီလိုပဲ boolean တွေလည်းတူမတူစစ်လို့ရပါတယ်ခင်ဗျ variable နဲ့လည်းရော်သုံးလို့ရပါတယ်နမူနာအနေနဲ့ဒီလိုရေးပြထားပါတယ် အပိုင်းလိုက်ရှင်းပြရမယ်ဆိုရင် speed ထဲမှာ60ခွန်ရှိတယ်60ခွန်နဲ့60ခွန်ကိုစစ်တယ်တူလို့လူအားက true လို့ output မှာပြတယ် တကယ်လက်တွေမှာဒီလိုပုံစံနဲ့အသုံးချတတ်ကြပါတယ် မတူညီ operator လည်းအဲ့ဒီလိုသုံးရတာဖြစ်ပါတယ်တူညီ operator မှာကတူရင် true လို့ output မှာပြတယ်မတူညီ operator ကြတော့တူရင် false လို့ output မှာပြပါတယ်ကျွန်တော်ဥပမာအနေနဲ့စမ်းသပ်ပြပါမယ် greater than operator ဆိုတာဘယ်ဘက်တန်ဖိုးကညာဘက်တန်ဖိုးထက်ပိုကြီးလားမကြီးဘူးလားစစ်တာပါပိုကြီးရင် true မကြီးရင် false ပထမ line ကဘယ်ဘက်တန်ဖိုးကညာဘက်တန်ဖိုးထက်ကြီးတာမို့ output မှာ true လို့ပြပါနဲ့ဒုတိယ line ကြတော့ဘယ်ဘက်တန်ဖိုးကညာဘက်တန်ဖိုးထက်ငယ်တာမို့လို့ output မှာ false လို့ပြပါတယ်ခင်ဗျာ if statement ဆိုတာဆုံးဖြတ်ချက်ချဖို့သုံးတာပါ gain ကိုဒီအခြေအနေမှန်ရင်ဒီလုပ်ကိုလုပ်ပါလို့ပြောတာနဲ့အတူတူပါပဲအခြေအနေမမှန်ရင်အတွင်းကကုတ်တွေကအလုပ်မလုပ်ပါဘူး if ဆိုတာစစ်မယ်လို့စတင်ပြောတဲ့စကားစစ်ကြည့်မယ်လို့ပြောတာပါ condition ဆိုတာဒီအခြေအနေမှန်လားမမှန်လားစစ်တာပါ operator တွေသုံးပြီးစစ်ပါတယ် local ကဒီ script အတွင်းမှာပဲသုံးနိုင်တဲ့ variable တစ်ခုဖန်တီးတဲ့ keyword speed က variable အမြန်နှုန်းကိုကိုးစားပြု equal ကတန်ဖိုးထည့်တဲ့ operator speed ဆိုတဲ့ variable ထဲကို16ဆိုတဲ့တန်ဖိုးထည့်ထားတယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ if ဆိုတာအခြေအနေကိုစစ်မယ်လို့ပြောတာ speed ဆိုတာ variable name speed ထဲကတန်ဖိုး16ကိုယူတယ် greater than ကပိုကြီးလားစစ်တဲ့ operator then ကမှန်ရင်ဒီအောက်ကကုတ်ကို run မယ်လို့ဆိုလိုတာပါ print က output window မှာစာသားပြဖို့သုံးတာ player is fast က string စာသားဖြစ်ပါလေ condition မှန်လို့ပဲဒီ line ကအလုပ်လုပ်တာပါနော် and ဆိုတာ if စစ်တာပြီးဆုံးကြောင်းပြောတာပါ and မပါလာရင် error ဖြစ်ပါလိမ့်မယ်ခင်ဗျ loop ဆိုတာကိုတစ်ခုကိုတစ်ခါလို့စေဖို့သုံးတာပါတူတဲ့ကိုယာဟီရေးစရာမလိုပဲ loop နဲ့အလုပ်အရောက်ပြန်လို့စေနိုင်ပါတယ်အတိတ်ပဲကဒီအလုပ်ကိုအကျိန်များစွာလုပ်ပါ Lua မှာ loop အမျိုးအစား၃မျိုးရှိပါတယ် for loop while loop repeat until loop ဆိုပြီး၃မျိုးရှိပါတယ် for ဆိုတာ loop စတင်ဖို့တောင်းဆိုတာပါ I ဆိုတာအရေးအတွက်ကိုရေးတွက်တဲ့ variable name start ကစတင်မဲ့ number ဖြစ်ပါတယ် do ကအောက်ကကုတ်ကိုလုတ်ပါလို့ဆိုလိုတာပါ
for the loop စတင်ရန်တောင်းဆိုသည့် keyword I ဒီအရေးအတွက်မဲ့ variable name ငါသည်ရေတွက်မိ number ဒူးသည်အောက်ကကိုစီခိုင်းသည် and သည်လူပြီးဆုံးရောင်းဆိုသည့် keyword အရင်ဆုံးတစ်ကနေစတယ်ကနန်းကို print ထုတ်တယ်တစ်စီတိုက print ထုတ်တယ်9ရောက်ရင်ရက်တယ်ဒါကို run လိုက်မယ်ဆိုရင် output မှာတစ်စီတိုပြီးပြပါလိမ့်မယ်စာသားကိုလည်းအချိန်ချင်းရေးစရာမလိုပဲ loop function သုံးပြီးရေးနိုင်ပါတယ် while loop ဆိုတာအခြေအနေတစ်ခုမှန်နေတဲ့၍ကိုထပ်ခါလုပ်စေဖို့တုံးတာပါကိုမလုပ်ခင်အရင်ဆုံး condition ကိုစစ်ပါမယ် condition မှန်ရင် loop အလုပ်ပြီးမမှန်ရင်တော့ချက်ချင်းရပ်သွားပါမယ် gain တွေထဲမှာ player health စစ်တာ gain state စစ်တာ timer စစ်တာတွေမှာ while loop ကိုမကြာခဏအသုံးပြုကြပြီးဘယ်နှချိန်လုပ်ရမလဲဆိုတာမသိသေးတဲ့အချိန်မှာအထူးအသုံးဝင်ပါတယ်ခင်ဗျ while ဆိုတာ loop ဆက်လုပ်ရန်အခြေအနေစစ်ဆေးဖို့တုံးတဲ့ keyword တစ်ခုပါ condition ဆိုတာက variable name တစ်ခုဖြစ်ပါတယ်ခင်ဗျတူကတော့အောက်ကကိုလုပ်ဖို့တောင်းဆိုတာနော် and ဆိုတာက loop လို့ဆောင်မှုကိုရပ်ဖို့တောင်းဆိုတာပါခင်ဗျာ looker ကဒီ script ထဲမှာပဲတုံးနိုင်တဲ့ variable ဖန်တီးတဲ့ keyword health က player ရဲ့ health ကိုကိုစားပြုတဲ့ ami variable name equal က tempo ထည့်တဲ့ operator 100 က health tempo ဖြစ်ပါတယ်ခင်ဗျ while ဆိုတာ loop ဆက်လုပ်ရန်အခြေအနေစစ်ဆေးဖို့တုံးတဲ့ keyword တစ်ခုပါ health က variable name greater than ကပိုကီလာစစ်တဲ့ operator 0 ကနိုင်ရှင်မဲ့တန်ဖို့ do ကအခြေအနေမှန်ရင်အောက်ကကိုလုပ်ဖို့စေခိုင်းမဲ့ keyword print ဆိုတာက output window မှာစာသားပြဖို့သုံးတဲ့ keyword တစ်ခုခါ player alive က string စာသား loop တစ်ခါလဲတိုင်းဒီစာသားကိုပြပါလိမ့်မယ်ဒီ line ကတော့ဒီ function အတွက်အရေးကြီးတဲ့ line ဖြစ်ပါတယ်ခင်ဗျ health ကတော့ variable name ပဲပတ်တန်ဖိုးပြောင်းမဲ့ variable health minus 20 ကလက်ရှိ health ကနေ20ရော့မှဖြစ်ပါတယ်ခင်ဗျဒီ line မပါရင် loop ကဘလို့မှရပ်မှာမဟုတ်ပါဘူးခင်ဗျ repeat until loop ဆိုတာ code ကိုအနည်းဆုံးတစ်ကြိမ်တော့အရင်လုပ်စေပြီးအချိန်ကြီးတစ်ခုမှန်သွားတဲ့အချိန်အထိထပ်ခါလုပ်စေဖို့တုံးတာပါ while loop နဲ့မတူတာက code ကိုအရင်လုပ်ပြီးမှ condition ကိုစစ်တာပါဒါကြောင့် message တစ်ခါပြချင်တာ object တစ်ခု spawn လုပ်ချင်တာတန်ဖိုးတစ်ခု update လုပ်ချင်တာတွေလို့အရင်လုပ်ရမယ့်အလုပ်ရှိတဲ့အခါ repeat until loop ကိုသုံးသင့်ပါတယ်ခင်ဗျ repeat ဆိုတာ loop စတင်ဖို့တောင်းဆိုတဲ့ keyword အမျိုးအစားတစ်ခုပါ code ကိုအနည်းဆုံးတစ်ကြိမ်လုပ်မယ်လို့ပြောတာနဲ့အတူတူပါပဲ until ကတော့ဒီအခြေအနေမှန်ရင် code အလုပ်လုပ်တာရပ်မယ်လို့ဆိုလိုတာပါ local ကအရှိပိုင်းမှာရှင်းပြပြီးတာမို့ repeat ကနေဆက်ရှင်းပြပါမယ်နော် repeat ဆိုတာ loop ကိုစတင်မဲ့ keyword အရင်ဆုံးအောက်က code ကို repeat ကချက်ချင်းလုပ်မယ် condition ကိုမစစ်သေးဘူး repeat loop ကအနည်းဆုံးတစ်ကြိမ်တော့မဖြစ်မနေလုပ်တတ်ပါတယ် print က output window မှာပြတဲ့ keyword count က variable name count ထဲကလက်ရှိတန်ဖိုးယူမယ်ပထမကြိမ်မှာ1ကို output window မှာပြပါနဲ့ဒီ line က count ကဘယ်ဘက်ချမ်းတန်ဖိုးပြောင်းမယ် variable count plus 1ကတည်းလက်ရှိ count တန်ဖိုးကိုတစ်တိုးမယ်ဒီ line တာမပါရင် loop ဘယ်တော့မှရပ်မှာမဟုတ်ပါဘူးခင်ဗျာ until က condition မှရင် loop ရပ်မယ် keyword count greater than 5ကရပ်ဖို့စစ်တဲ့ condition repeat loop က code လုပ်ပြီးမှစစ်ပါရအခြေအနေမမှန်ရင်ဆက်လုပ်မယ်အခြေအနေမှန်ရင်ရပ်ပါလိမ့်မယ်သိချင်တာလေးတွေရှိရင် Discord server https://discord.gg/wgqccqs TikTok @ha.studio Gmail hymstudio7@gmail.com တို့မှာဝင်ရောက်မေးမြန်းလို့ရပါတယ်ခင်ဗျကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ